အားလုံးမင်္ဂလာပါဒီနေ့ကတော့ရွှေပြည်သူစေအလူရှင်ဖြစ်ပါတယ်နော်မောင်ကောင်းတဲ့ထူးနော်သူရဲ့ကုသိုလ်အသက်22နှစ်ပြည့်ကုသိုလ်လေးအတွက်လာရောက်ပြီးလူသားကုသိုလ်ချင်းဖြစ်ပြီးပါတယ်တဲ့မွေးနေ့ကုသိုလ်လေးဖြစ်ပါတယ်နော်မောင်ကောင်းတဲ့ထူးရဲ့22နှစ်ပြည့်မွေးနေ့ကုသိုလ်အတွက်လာရောက်ပြီးလူသားကုသိုလ်ပြုပေးခြင်းဖြစ်ပါတယ်ဟလာယခုလာရောက်ပြီးလူသားနဲ့ကုသိုလ်ရှင်ကတော့မောင်ကောင်းတဲ့ထူးလေးရဲ့ကျမ်းမာချမ်းသာပါခြင်းအကျိုးငါကြီးမျောပြီးတော့နော်22နှစ်ပြည့်မွေးနေ့ကုသိုလ်အတွက်ဒီနေ့မိခင်ဖခင်များကနေပြီးတော့ကိုယ်တိုင်ကိုကြလာရောက်ပြီးတော့စေုံမှာစေကုသမှုခံရတဲ့ဝေဒနာရှင်များစားသုံးနိုင်ရန်ကုသိုလ်ပြုပေးနေခြင်းဖြစ်ပါတယ်ခင်ဗျမွေးနေ့လို့ရှင်လေးလည်းကျမ်းမာချမ်းသာပါစေလာရောက်လူတန်းပေးကြတော့မိခင်ဖခင်များလည်းကျမ်းမာချမ်းသာကြပါစေနော်ဒီနေ့စံမျိုးကျဲဦးများသုံးဆောင်ပြီးကြတဲ့ဝေဒနာရှင်များလည်းဒီနေ့ခံစားနေတဲ့ယောဂဝေဒနာများအမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ဆုတောင်းမေတ္တာပို့သပေးပါတယ်